တုတဓမ္မကဝေတိဘေပတ်တုပါရာရဏဒေသနာနိဗ္ဗာန်လမ်းပြတရားရှင်သီလာစာရဤအမေးဖြေများဖတ်ကြားခြင်းအပိုင်းခွန်မေငါးပြအာယုံကာမဂုဏ်များအပေါ်လိုချင်ကြမ်းမှတ်မှုဟူသည်အဘယ်နည်းရှင်းပြပါဖြေကာမောကငါးပြအာယုံကာမဂုဏ်များအပေါ်လိုချင်ကြမ်းမှတ်မှုဟူသည်ငါးပြအာယုံကာမဂုဏ်များအပေါ်လိုချင်ကြမ်းမှတ်ကြ၏တစ်မျက်စိကလှတာလေးကိုမြင်ပြီးလိုချင်တက်မှတ်၏နှစ်နားကနှစ်သက်စရာအတန်းကိုကြားပြီးလိုချင်တက်မှတ်၏သုံးနှာခေါင်းကနှစ်သက်စရာအနံ့ပေါ်လိုချင်တက်မှတ်၏လေးရှာကရတာပေါ်လိုချင်တက်မှတ်၏ငါခန္ဓာကိုယ်ကအတွေ့အထိပေါ်လိုချင်တက်မှတ်၏မေဘဝကရူပဘုံအရူပဘုံသို့မဟုတ်ဇန်တရားတွေပေါ်တွေ့တာမှုဟူသည်အဘယ်နည်းရှင်းပြပါဖြေဘဝကရူပဘုံအရူပဘုံသို့မဟုတ်ဇန်တရားတွေအပေါ်တွေ့တာမှုဟူသည်ရူပဘုံအရူပဘုံသို့မဟုတ်ဇန်တရားတွေနဲ့ပတ်သက်ပြီးမွေးလျော်ခြင်းဖြစ်သည်မေဒိဋ္ဌောကအမြင်မှားမှုဟူသည်အဘယ်နည်းရှင်းပြပါဖြေဒိဋ္ဌောကအမြင်မှားမှုဟူသည်တစ်ဧတံမမငါဆိုသောအတွေ့နှစ်ဧသောဟမတမိငါဆိုသောအတွေ့ငါဟာဆိုသောအတွေ့သုံးဧသောမေအတ္တာငါလှုပ်ချင်တိုင်းဖြစ်သည်ဆိုသောအတွေ့များဖြစ်ပါသည်မေအဝိဇောကမတိမှုဟူသည်အဘယ်နည်းရှင်းပြပါဖြေအဝိဇောကမတိမှုဟူသည်သစ္စာလေးပါကာလသုံးပါးနှင့်ပတ်သက်သောခန္ဓာပရိစ္ဆသမုပ္ပါတို့ကိုမတိခြင်းသည်အဝိဇောကဖြစ်ပါသည်မေမြမပြည်မှာတဝင်းဝင်းဝက်စတင်းမှာတရှုပ်ရှုပ်ဟူသောမြန်မာစကားပုံမှန်မှန်ရှင်းပြပါဖြေမြမပြည်မှာတဝင်းဝင်းဝက်စတင်းမှာတရှုပ်ရှုပ်ဟူသောစကားသည်ဇံပင်ញင်ရတော့ကတော့မြမပြည်မှာမြမကြီးဖြစ်နေတာနောက်တော့အချိန်တွေကုန်လာပြီးတန်တရားလဲလိုက်တဲ့အခါကျတော့ဝက်စတင်းထဲမှာစားနေရတဲ့ဝက်ကြီးဖြစ်နေတာအခုမြမဖြစ်ပေမဲ့တော့ကြဝက်ဘဝရောက်ချင်ရောက်သွားနိုင်တာကိုဆိုလိုပါတယ်သို့တော့မြမများတည်တည်ချင်းတော့ဓာတ်ရိုက်ဝက်မဖြစ်နိုင်ပါဘာလို့မဖြစ်နိုင်တာလဲဆိုရင်သူ့ရဲ့ကုသိုလ်စွမ်းအားဟာအင်မတန်ကြီးမားတယ်အင်မတန်မှကြီးမားသည့်အတွက်ကြောင့်မြမဘုံကတည်ရင်ကောင်းတဲ့ဘုံတစ်ခုတော့ဈာကန်နေရလိမ့်မယ်အဲ့ဒီဘုံရောက်တဲ့အခါကုသိုလ်ကောင်းမှုမလုပ်ဘူးမိမိလျော့လျော့ဩဃဆိုတဲ့တဏှာရည်ရင်ကျော်မှာဆက်ပြီးမျောပြီးအကုသိုလ်တွေလုပ်နေခြင်းကြောင့်ဝက်စခြင်းဝက်ဘဝရောက်သွားခြင်းဖြစ်တယ်ဓမ္မပြည်မှာတဝင်းဝင်းဝက်စခြင်းမှာတရှုပ်ရှုပ်ဟူသောစကားကအရိယာမဖြစ်သေးရင်မြမကြီးဖြစ်နေသေးရင်တောင်တန်တရားထဲမှာကျင်လည်ရမှာမို့ဝက်ဆိုတာဖြစ်နိုင်သေးသည်ကိုဆိုပါတယ်မေဗြဟ္မဏအဓိပ္ပာယ်ဖွင့်ဆိုချက်၃မျိုးကိုဖော်ပြပါဖြေဗြဟ္မဏအဓိပ္ပာယ်ဖွင့်ဆိုချက်၃မျိုးမှာတစ်ဗြဟ္မုနောအပစ္စံဗြဟ္မာနောဗြဟ္မာကြီးဤသာသမီနှစ်ဗြဟ္မံအနတိတိဗြဟ္မနောဘေးရင်တွေကိုသင်ကြားရွတ်ဖတ်တဲ့ပုဂ္ဂိုလ်၃ဘာဟိတိပါပောတိဗြဟ္မနောမကောင်းမှုအကုသိုလ်တွေကိုတွန်းလှန်ဖယ်ရှားသူဖြစ်ပါသည်မေတမနာအဓိပ္ပာယ်ကိုရှင်းပြပါဖြေပပေတမေတိတိတမနောမကောင်းတဲ့စိတ်ဓာတ်တွေကိုငြိမ်းသွားအောင်ဖယ်ရှားပြစ်နိုင်သူမေမုနိအဓိပ္ပာယ်ကိုရှင်းပြပါဖြေမုနိဟူသည်အသိပညာရှိတဲ့ထက်မြက်တဲ့သူတော်စင်တွေနှစ်အကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးကိုခွဲခြားသိမြင်တဲ့သူမေတက်လွတ်စားခြင်းဤရည်ရွယ်ချက်နှင့်ပတ်သက်၍ရှင်းပြပါဖြေတက်လွတ်စားတယ်ဆိုတဲ့နေရာမှာရည်ရွယ်ချက်မှန်ကန်ဖို့လိုပါတယ်တိရစ္ဆာန်တွေကိုတနာတယ်သူတို့ဒုက္ခကိုတနာတယ်တနာလို့သူတို့အသားတွေကိုငါမစားတော့ဘူးရှောင်နေဆိုရင်အဲ့ဒီရည်ရွယ်ချက်အင်မတန်ကောင်းတယ်မေတ္တာကရုဏာနဲ့ရှောင်တာဖြစ်တယ်သို့တော့တက်လွတ်စားခြင်းသည်နိဗ္ဗာန်ရောက်တဲ့အကျင့်လို့အောက်မေ့ရင်တော့ဒါဟာမှားယွင်းပါတယ်အသားစားခြင်းပါလျက်နဲ့ချုပ်တီးထားရတယ်ဆိုတာသူ့မှာအကုသိုလ်ကနှစ်ခုဖြစ်နေပြီစားခြင်းနဲ့အာသာအသားမဟုတ်ပဲအသားလို့ထင်လို့စားနေရဆိုကြတဲ့ကမှားယွင်းမှုဖြစ်တယ်ဤသို့စားခြင်းဖြင့်ယတတနာကိုဆက်ဖြစ်စီမှာတည်ကြပါသည်မေမြတ်စွာဘုရားညွှန်ပြသည့်အစားစားသည့်အခါမှန်ကန်သည့်ရည်ရွယ်ချက်များကိုဖော်ပြပါဖြေမြတ်စွာဘုရားညွှန်ပြသည့်စားစားသည့်အခါမှန်ကန်သည့်ရည်ရွယ်ချက်များမှာတစ်ပျော်ဖို့စားတာမဖြစ်စေရနှစ်ခန္ဓာကိုယ်တောင့်တင်းဖို့စားတာမဖြစ်စေရသုံးမြူးရူးဖို့စားတာမဖြစ်စေရလေးတပဖို့စားတာမဖြစ်စေရငါခန္ဓာကိုယ်ကြီးတည်တံ့ပြီးအလုံးလုံးနိုင်ဖို့ယောဂမဖြစ်အောင်အသက်ရှည်တည်တံ့ဖို့စားတာဖြစ်ရမယ်ရင်းတို့စားခြင်းဖြင့်ယတတနာကိုဟေရှားနိုင်ပါရဲ့မေအကုသိုလ်အဓိပ္ပာယ်နဲ့အကုသိုလ်နှစ်မျိုးကိုဖော်ပြပါဖြေ
အကုသိုလ်ဆိုတာကိုယ်တဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟစသည်တို့ကိုခေါ်သည်အဲ့ဒီအကုသိုလ်ကအပယ်ငရဲချတဲ့အကုသိုလ်အပယ်ကြလောက်အောင်မပြင်းထန်တဲ့အကုသိုလ်ဆိုတာရှိတယ်အကုသိုလ်မှန်သမျှတာဝိဇ္ဇဒုက္ခဝိပါကအပြစ်ရှိပြီးမကောင်းတဲ့အကျိုးကိုပေးတတ်သည်အပယ်ကိုရောက်စေနိုင်သည်သို့သောအပယ်ရောက်စေနိုင်တဲ့အင်အားအပြစ်ရှိမှရောက်စေနိုင်သည်ထို့ကြောင့်အကုသိုလ်ကိုအပါယဂမနိယအပယ်ရောက်စေနိုင်တဲ့အကုသိုလ်အပါယအဂမနိယအပယ်မရောက်စေနိုင်တဲ့အကုသိုလ်ကိုခွဲ၍နားလည်ရမည်မေမြတ်စွာဘုရားလက်ထက်ကမူနိခေါ်သူတို့အသွင်ပြင်ကိုဖော်ပြပါခြေမြတ်စွာဘုရားလက်ထက်ကမူနိခေါ်သူတို့သည်1အဝတ်မဝတ်ကြပါ2အစားကိုလည်းခွက်တီပါတွေမသုံးပဲလက်ထဲတွင်ထည့်စားကြသည်3စံချစ်ထုံးပြီးပင်ပင်ပန်းပန်းကျင့်ကြသည်4အိမ်အောင်သားမွေးမပြုပဲလှဲ့ပတ်ပြီးတရားအားထုတ်နေကြသည်မေမူနိဟူသည်ဘယ်လိုပုံကိုမျိုးဖြစ်သည်နည်းရှင်းပြပါခြေမူနိဆိုတာ1နာဒိဋ္ဌိယအမြင်တစ်ခုအသိပညာတစ်ခုရှိုံနဲ့မူနိလို့ပြောလို့မရ2နာသုတ်တိယကောင်းတဲ့အကြားဗဟုသုတရှိုံနဲ့မူနိလို့ပြောလို့မရ3နာညာနေနာမုနိကနန္ဒကုတလာဝဒန္တိဗန်တွေအဘိညာဉ်တွေရယုံလောက်နဲ့လေမုနိလို့ပြောလို့မရပါ4ရာဂဒေါသမောဟစသောကိလေသာမရှိသောယဟန္တာပုဂ္ဂိုလ်ကိုမုနိဟုခေါ်ပါမေမန်စစ်တီ10ပါးကိုခေါ်ပြပါခြေမန်စစ်တီ10ပါးဟူသည်ကာမလိုချင်စရာ1ကာမလိုချင်စရာများကိုလိုချင်မှု2အရတိတရားဓမ္မကျင့်ကြံရာတွင်ဖြစ်စေကုသိုလ်တရား၌ဖြစ်စေပြင်းရခြင်းမပျော်မွေ့ခြင်း3ခုတ်ပိပါဒစာလောင်မွတ်သိပ်ခြင်း4တဏှာလိုချင်တက်မှတ်ခြင်း5ဌိနမိတ်တာငိုင်ကြီးခြင်း6ဘီရူထိတ်လန့်6လန့်ခြင်း9ဝီစီကိစ္စအကျင့်၌ဂျုံမားတန်တရားဖြစ်ခြင်း10မက္ခာထံပကျေးဇူးခြေဖြတ်ခြင်းမန်တက်ခြင်း9လာဘတက္ကာယတိလောကလက်လာဘတက္ကာယအကျော်စောကိုလိုချင်ခြင်း10အထုကန္တနာပရဝန္ဒနာမိမိကိုယ်ကိုမြောက်ပင့်ခြင်းသူတစ်ပါးအားရှုံချနှိမ့်ချခြင်းလို့ဖြစ်ကြပါတယ်